ဒီဗီဒီယိုလေးကြည့်ပြီးရင်တော့သမီးရှင်တွေဖင်ကျင်းရကိန်းမြင်နေဗျကလေးလေးကြည့်လိုက်တော့အများ၄တန်း၅တန်းရွယ်လေးရွယ်ရှိသေးတယ်ရီးစားထားနေပြီဗီဒီယိုလေးဆုံးအောင်တေချာနားထောင်ကြည့်လိုက်အောင်ဗျချစ်လားကိုချစ်လားလို့ချစ်လားပါဘယ်မလားကျုပ်လည်းဒီဘက်မှာအသေးကွဲနေလွယ်ချိနေလို့ပါစပါလေနားပါလေစပါလေရန်ဖြစ်ရင်လည်းရှိကျဖြစ်ကြနော်လင်မယားနဲ့ရန်ဖြစ်တာဘလို့ရိုက်တာဝါသနာပါတဲ့သမီးရှိမှသွားရန်ဖြစ်မိရောဗျာကဲသမီးဘလို့ရိုက်ထားလဲဆိုတာတေချာလေးနားထောင်ကြည့်လိုက်အောင်အဲ့လိုအားလုံးမင်္ဂလာပါဒီအားတော့ရေဖြစ်တာပါရေဖြစ်တာပါတရားရေဖြစ်တာကြတော့ဟောတော့လောက်သားတောင်းပါငါသူက